တကယ်ကြီးလားကိုယ်တိုင်မွေးတာဒါရွာကြီးပြီးရင်စာပင်ကျောင်းလည်းအကုန်ပြီးတယ်ပုံကျောင်းလည်းပြီးတယ်စိတ်ရင်းကတော့နှစ်တွဲလို့လက်ပေတွေကအားလုံးဟုတ်တယ်လက်တွေကဟွာပဲဗျာဟုတ်ပါဘူးနော်လက်ဟွာပါလက်ဟွာပါဟုတ်ကဲ့ဟုတ်ပါဘူးစိတ်လေးပြောနော်တွင်းတော့အလုပ်လုပ်နော်အဲ့တော့ဗျာကျွန်တော်တို့ကအခုဆူလာမတက်ရင်လည်းသူ့ဘာဒီတော့ရနေတယ်လို့ဆူလာတက်လိုက်တော့ဘာအကျိုးရှိနေလဲဟိုအဆင်ပြေတာပေါ့ဒီဘယ်လိုနေနေဒီတော့ရေရနေတယ်ဆူလာမတက်လေဒီလိုဆူလာမတက်လေဒီကတော့တောက်ရတာပဲတက်ချင်းတက်ချင်းတက်လိုက်တဲ့အတွက်ဘာသူသွားနေလဲဒီကဒီဘုန်းကြီးတော့ဒီဘုန်းလေးတွေကဖိတ်နေနေတာဒီဘုန်းကြီးကနေတာဘုန်းကြီးနေတော့ဘုန်းကြီးနေတော့